အားလုံးပဲမင်္ဂလာပါ MC Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးခြင်းတဲ့မူခင်းကတော့1800ပြည့်လွန်နှစ်တွေအတွင်းမှာပစိန်နဲ့လူသက်သမားဆိုပြီးတော့ဟိုးလေးတကြော်နာမည်ကြီးခဲ့တဲ့အပြိုမကြီးလီစီဘော်ဒန်ရဲ့အကြောင်းကိုပြပြပေးခြင်းပါတယ်သူဟာသူ့ရဲ့အဖေနဲ့မိထွေးကိုပစိန်နဲ့ခုတ်တက်ပစ်ခဲ့တယ်ဆိုပြီးတော့နာမည်ကြီးလာခဲ့တဲ့သူတူပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတကယ်ပဲသူတက်ပစ်ခဲ့လားဆိုတာကိုကျွန်တော်တို့သူ့ရဲ့အကြောင်းကိုလေ့လာကြည့်လိုက်ရအောင်1860ပြည့်နှစ်မှာမွေးဖွားခဲ့တဲ့လီစီဘော်ဒန်ဟာအန်ဒရူးနဲ့ဆာရာဘော်ဒန်တို့ရဲ့အငယ်ဆုံးသမီးပဲဖြစ်ပါတယ်။ဝမ်းနည်းစရာကောင်းတာကလီစီနှစ်သမီးအရွယ်မှာပဲမိခင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီးတော့သူမရဲ့ဘဝတစ်လျှောက်လုံးနှီးပါးကိုမိထွေးဖြစ်သူအဘီနဲ့အတူဖြတ်တန်းခဲ့ရပါတယ်။ဆယ်စုနှစ်များစွာကြာပြီးတဲ့နောက်မှာသူမအသက်32နှစ်အရွယ်မှာတော့လီစီဟာသူမရဲ့ဇာတိမြို့ဖြစ်တဲ့ Forever မှာလူသိများထင်ရှားတဲ့သူဖြစ်လာခဲ့ပါတယ်။သူမဟာအသက်40နှစ်အရွယ်ရှိတဲ့လူတော်မတိုးပဲအေးဆေးဆေးနေတတ်တဲ့သူမရဲ့အမဖြစ်သူအမာထက်စာလို့ရှိရင်တက်ကြွပြီးတော့ပေါင်းသစ်ဆက်ဆံရေးကောင်းသူဖြစ်ပါတယ်။ဖះเจ้าကတနင်္ဂနွေကျောင်းတွေမှာစာသင်ပေးတဲ့အပြင်လီစီယာခရိယန်ဓမ္မသေးအဖွဲ့မှာပါဝင်တခြင်းဆိုတာတွေဖျားနာသူတွေနဲ့စင်းရဲသားတွေထံကိုပန်းချင်းတွေနဲ့ပန်းစည်းတွေတွားရောက်ပေးအပ်ပြီးတော့အားပေးနှစ်သိမ့်တာမျိုးတွေနဲ့အလုံများနေတဲ့သူဖြစ်ပါတယ်။သူမဟာအမျိုးသမီးခရိယန်တီလာဆောင်ထင်းရေးတမကရဲ့အဖွဲ့ဝင်သူအနေနဲ့အရက်ရမကဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီးတော့ပရာဟိတစေယုံတစ်ခုမှလည်းကူညီလုပ်ကင်ပေးခဲ့ဘူးသူလည်းဖြစ်ပါတယ်။နောက်ပြီးတော့ခရိယန်ကြိုးပမ်းမှုအသင်းရဲ့အတွင်းရေးမှုနဲ့ဗန္ဒာရေးမှုအဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ဒါအပြင်ခရစ်စမတ်နေ့တိုင်းမှာနွမ်းပါတဲ့ကလေးငယ်တွေအတွက်ကြက်စင်ဟင်းတွေချက်ပြုတ်ပြီးတော့ညစာတွေကိုယ်တိုင်ပြင်ဆင်ပေးလို့ရှိတဲ့သူပဲဖြစ်ပါတယ်။အဲ့ဒီခေတ်တုန်းကအသက်20ကျော်သွားလို့ရှိရင်ယောက်ျားယူကြတာများပါတယ်။ဒါပေမဲ့သူတို့ဘော်ဒန်ညီမနှစ်ယောက်စလုံးကအိမ်ထောင်မရှိကြသူတွေဖြစ်ပြီးတော့အဲ့ဒီခေတ်ကာလအနေထားရဆိုလို့ရှိရင်အဲ့ဒါထူးခြားတဲ့အရာတစ်ခုဖြစ်နေခဲ့ပါတယ်။ဒါကြောင့်လီဇီနဲ့အမ်မာတို့ကအသက်80အရွယ်ရှိတဲ့ဖခင်ဖြစ်သူအန်ဒရူးနဲ့အတူအိမ်ထဲမှာပဲနေထိုင်ခဲ့ကြပါတယ်။သူ့အဖေအန်ဒရူးကနာရေးကူညီရေးလုပ်ငန်းနဲ့ဘဝကိုစတင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာအိမ်ချမ်းမြေနဲ့ဗန်လုပ်ငန်းတွေမှာအကြီးအကျယ်အောင်မြင်ချမ်းသာလာတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ Forever မြို့မှာသူဟာအချမ်းသာဆုံးပုံကိုယ်တွေထဲကတူဖြစ်ပေမဲ့လည်းလူအများစုကအန်ဒရူးကိုအလွန်ကက်စီနေတဲ့သူဖြစ်တယ်ဆိုပြီးတော့လူသိများကြပါတယ်။သူ့ရဲ့ဒုတိယဇနီးဖြစ်တဲ့အသက်63နှစ်အရွယ်အဘီနဲ့ပတ်သက်ပြီးတော့လေသူမဟာလင်ပါသမီးနှစ်ဦးဖြစ်သူတွေနဲ့အစင်မပြေတဲ့အကြောင်းတချို့သတင်းအရင်းမြစ်အများစုကဖော်ပြကြပါတယ်။တွန့်တော်လွန်းတဲ့ဖခင်နဲ့မကြည်ဖြူတဲ့မိထွေးတို့ရှိတဲ့အိမ်တွင်းဘဝကိုလီဇီတယောက်ဟာသဘောမကျခဲ့ပါဘူး။ဒီလိုနဲ့နောက်ပိုင်းတွေမှာလီဇီနဲ့သူမရဲ့မိဘတွေကြားဆက်ဆံရေးတွေဟာပိုပြီးတော့ဆိုးရွားလာခဲ့ပါတယ်။ဒီလိုနဲ့1892ခုနှစ်ဩဂုတ်လ4ရက်နေ့မှာဘော်ဒန်မိသားစုရဲ့အိမ်ဖော်ဖြစ်သူ Bridget Maggie Sullivan ဟာအတော်အတန်နေမကောင်းဖြစ်ပြီးတော့အိယာကနေနိုးလာခဲ့ပါတယ်။သူမနက်စာပြင်ပြီးတဲ့နောက်ပိုင်းမှာတော့အော့အန်နာတွေအထိပါဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဘိုင်းအောင်ဘိုင်းနာဝေဒနာခံစားနေရတာကသူမတူဦးတည်းမဟုတ်နေခဲ့ပါဘူး။အန်ဒရူးနဲ့အဘီဘော်ဒန်တို့ဇနီးမောင်နှံတို့စလုံးကလည်းပြင်းထန်နေမကောင်းဖြစ်နေခဲ့ကြပါတယ်။ Mrs. Abby Borden ကတော့သူမအစိတ်ခတ်ခံထားရတယ်လို့တန်တရားဖြစ်ခဲ့ပြီးတော့မနေ့ကတည်းကနေမိသားစုဆရာဝန်ထံကိုတွားရောက်ပြသခဲ့ပါတယ်။ဒီလိုနဲ့အဲ့ဒီနေ့နနက်မှာဆူလီဗန်ဟာနေမကောင်းပေမဲ့လည်းအင်အပြင်ဖက်မှာရှိတဲ့ပဒင်းပေါက်အားလုံးကိုဆေးကြောဖို့ရန်အတွက်အခိုင်းခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာလီဇီနဲ့သူမရဲ့မိထွေးဖြစ်သူတို့နှစ်ဦးပဲအိမ်ထဲမှာကြံရစ်ခဲ့ပါတယ်။အန်ဒရူးဘော်ဒန်ကတော့အပြင်ကိစ္စတွေနဲ့တွာလာနေခဲ့ပြီးတော့အမ်မာကလည်းအခြားမြို့တစ်မြို့မှာရှိတဲ့တငယ်ချင်းတွေနဲ့တွားရောက်တွေ့ဆုံနေခဲ့ပါတယ်။နောက်ပြီးသူတို့ရဲ့ဦးလေးဖြစ်သူဧည့်သည်ဂျွန်မော့စ်ကလည်းအခြားဆွေမျိုးတွေထံအလဲပတ်ရောက်ရှိနေချိန်ပဲဖြစ်ပါတယ်။ဒီလိုနဲ့နနက်7:00နာရီမထိုးခင်လေးမှာတော့အခြေအနေတွေကထူးဆန်းလာခဲ့ပါတယ်။ဒီလိုနဲ့မကြပါဘူး။အန်ဒရူးကအိမ်ကိုပြန်လဲရောက်ရှိလာတဲ့အချိန်ဆူလီဗန်ကတကားတော့ဖွင့်ပေးတဲ့အခါမှာအပေါ်ထပ်ကနေပြီးတော့ရည်တံတစ်ခုကိုသူမကြားလိုက်ရပါတယ်။ဘာကိုအဲ့လောက်တော့အူမျိုးနေလဲဆိုတာကိုအိမ်ဖော်မလေးကဝေခွင့်မရဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့သူတကားဖွင့်ပေးပြီးတော့အန်ဒရူးအိမ်ထဲကိုဝင်လာပြီးမကြခင်မှာပဲလီဇီကအောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ဆင်းလာပြီးတော့လီဇီကအဘီကနေမကောင်းဖြစ်နေတဲ့တငယ်ချင်းတူဦးထံကနေပြီးတော့စာတဆောင်ရရှိခဲ့တဲ့အတွက်ကြောင့်မလို့လူနာမေးဖို့ရန်အတွက်ထွက်သွားကြောင်းသူ့အဖေကိုပြောပြခဲ့ပါတယ်
ဇနီးဖြစ်သူအိမ်မှာမရှိတဲ့အတွက်ကြောင့်မလို့အန်ဒရူးကဧည့်ခန်းမှာရှိတဲ့ဆိုဖာပေါ်မှာအနားယူရင်းနဲ့အိပ်ပျော်သွားခဲ့ပါတယ်။အဲ့ဒီအိပ်ဆက်ခြင်းဟာသူ့ရဲ့နောက်ဆုံးအကြိမ်ဖြစ်လာခဲ့ပါတော့တယ်။နယူးယောက်တိုင်းသတင်းစာရဲ့ဖော်ပြချက်အရအိမ်ဖော်မလေးကတန့်ရှင်းရေးလုပ်အပြီးအနားယူနေရကနေတရေနိုးလာတဲ့အချိန်မှာလီဇီဘော်ရန်ရဲ့အော်ဒန်ကိုကြားလိုက်ရတဲ့အတွက်ဘာဖြစ်တယ်လဲဆိုပြီးတော့အောက်ထပ်ကိုအပြေးလွှားဆင်းလာခဲ့ပါတယ်။လီဇီကသူမရဲ့ဖခင်ကိုအမည်မသိလူသူဦးကဝင်ရောက်တပ်ဖြတ်သွားကြောင်းပြောပြခဲ့ပြီးတော့လီဇီကသူ့ရဲ့အိမ်ဖော်ကိုဆရာဝန်ဒေါက်တာဘိုဝင်နဲ့သူမရဲ့မိတ်ဆွေကောင်းသူဦးဖြစ်တဲ့ Alice Rizzo ကိုတောက်ခေါ်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့သူမတယောက်တည်းအိမ်ထဲမှာမိနစ်အနည်းငယ်ကြာကြံရစ်ခဲ့ပါတယ်။စစ်ဆေးချက်တွေအရအန်ဒရူးဟာလက်ကင်တုပ်ပစိန်နဲ့ရောက်ပြက်စင်းပြက်17ချက်နီးပါးရရဆက်ဆက်အခုတ်ခံထားရတာကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီနောက်အပေါ်ထပ်ဧည့်သည်နားနေခန်းမှာလဲကျသိမ်းဆုံးနေတဲ့အဘီဘော်ဒန်ကိုတွေ့ရှိခဲ့ရပြီးတော့သူမဟာလည်းရရဆက်ဆက်အချက်ပေါင်း18-19ချက်လောက်ကိုအခုတ်ခံထားခံခဲ့ရပါတယ်။စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေစဉ်အတွင်းမှာရဲတပ်ဖွဲ့ကမြေအောက်ထပ်မှာလက်ကင်မပါတဲ့ပစိန်ကောင်းတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်။ဒါကိုလူတက်လက်နက်အဖြစ်ယူဆခဲ့ကြပေမဲ့လည်းလူနှစ်ဦးကိုရက်ဆက်စွာတပ်ဖြတ်ခဲ့တဲ့နေရာမှာအသုံးပြုခဲ့တဲ့ပစ္စည်းတစ်ခုအဖြစ်သတ်မှတ်ဖို့ကြတော့ဒါဟာအရန်ကိုတန့်ရှင်းနေတယ်လို့ဖြစ်နေခဲ့ပါတယ်။ဘော်ရန်မိသားစုတွေနေမကောင်းဖြစ်ခဲ့တဲ့အခြေအနေတွေရှိခဲ့တာကြောင့်မလို့သူတို့ရဲ့အစာအိမ်တွေကိုစစ်ဆေးဖို့ရန်အတွက်ပေးပို့ခဲ့ပေမဲ့လည်းဒီအစာအိမ်ထဲမှာဘာအစိတ်အတောက်မှရှာမတွေ့ခဲ့ပါဘူး။ဒီလိုနဲ့လူတက်မှုနှစ်ခုစလုံးဖြစ်ပွားချိန်မှာအိမ်ထဲမှာရှိနေခဲ့တယ်လို့ယူဆခဲ့တဲ့တူတီရောသူဟာလီဇီဖြစ်နေတဲ့အတွက်ကြောင့်မလို့ရဲတပ်ဖွဲ့တွေကသူမကိုချက်ချင်းပဲအဓိကတန်တရားရှိသူအဖြစ်အာရုံစိုက်လာခဲ့ပါတယ်။သူမအပေါ်ညွန်ပြနေတဲ့တပ်တွေအထောက်ထားတွေများစွာလည်းရှိနေပါတယ်။ဥပမာအားဖြင့်သူတို့ဒေတာရဲ့စိတ်ဆိုင်တစ်ခုမှာအယောင်စည်းရဲ့ပြောပြချက်အရလီဇီကလူတက်မှုမဖြစ်ပွားမီတရက်အလိုမှာအရန်အစိတ်ပြင်းတဲ့ prussic acid ကိုလာရောက်ဝယ်ယူခဲ့တယ်လို့ဆိုပါတယ်။လီဇီကအဝတ်အထည်တွေကိုအစွန်းချွတ်ဖို့ရန်အတွက်သာဝယ်ယူခြင်းဖြစ်တယ်လို့ပြောဆိုခဲ့ပေမဲ့လည်းအချိန်ကာလအားဖြင့်ပြန်ကြည့်မယ်ဆိုလို့ရှိရင်မိသားစုတွေနေမကောင်းတဲ့အချိန်နဲ့သူအစွန်းချွတ်စေဝယ်တဲ့အချိန်တွေဟာတိုက်ဆိုင်နေပြီးတော့အရန်ကိုမှတန်တရားဖြစ်ပွဲကောင်းနေခဲ့ပါတယ်။ဒါအပြင်လီဇီကသူမရဲ့မိတ်ဆွေ Alice ကိုလည်း Alice တခါတလေကျရင်အိမ်မှာတခုခုအဆိုးကြီးဖြစ်လာတော့မယ်လို့ငါခံစားနေရတယ်လို့ပြောခဲ့ပူးကြောင်းသူမဆိုပါတယ်။အခြားသူတွေကလည်းဘော်ဒန်ရဲ့အိမ်ကအရန်ကြီးမကျယ်ဝန်းပဲနဲ့အဘီအသက်ခံရတဲ့အချိန်မှာအိမ်ထဲမှာရှိနေတဲ့လီဇီအနေနဲ့ဒီလောက်ကြောက်စရာကောင်းတဲ့တိုက်ခိုက်တံတွေကိုဘာကြောင့်မကြားခဲ့ရလဲဆိုပြီးတော့တန်တရားပွားခဲ့ကြပါတယ်။လီဇီရဲ့မိတ်ဆွေ Alice Rizzo ကလည်းထပ်ပြီးတော့သူမရဲ့ဖခင်ဟာဆိုးရွားတဲ့အရာတစ်ခုခုဖြစ်ပျက်တော့မှာကိုစိုးရင်ကြောင်းလီဇီကမကြသေးတဲ့အချိန်ကပဲပြောပြခဲ့ဘူးတယ်လို့လည်းထွက်ဆိုခဲ့ပါတယ်။ဒါအပြင်အဲ့ဒီနေ့နက်ကလူနာမေးဖို့ရန်အတွက်မိထွေအဘီဘော်ဒန်ရရှိခဲ့တယ်လို့ဆိုတဲ့စာတိုလေးနဲ့ပတ်သက်ပြီးတော့လည်းပြဿနာရှိခဲ့ပါတယ်။ရဲတပ်ဖွဲ့တွေကအဲ့ဒီစာကိုဘယ်နေရာမှရှာမတွေ့ခဲ့ကြပါဘူး။ဒါအပြင်လူတက်မှုဖြစ်ပွားခဲ့တဲ့အချိန်ကာလကလည်းအရန်ကိုမှရှုပ်ထွေးနေခဲ့ပါတယ်။အဘီကနနက်9:30မိနစ်ဝန်းကျင်မှာအသက်ခံခဲ့ရပြီးတော့အန်ဒရူးကျတော့နနက်7:00နာရီခန့်မှာအသက်ခံခဲ့ရတာဖြစ်နေပါတယ်။အကယ်၍ပြင်ပလူတဦးကကျူးလွန်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီလူကတယောက်ကိုတက်ပြီးတဲ့အချိန်မှာနောက်တစ်ယောက်ကိုပြန်တက်ဖို့ရန်အတွက်အိမ်ထဲမှာမိနစ်60လောက်စောင့်ဆိုင်းနေခဲ့ရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ပထမလူကိုတက်ပြီးတဲ့နောက်အပြင်ကိုထွက်သွားပြီးတော့ဒုတိယလူကိုတက်ဖို့ရန်အတွက်အိမ်ကိုထပ်ပြီးတော့ပြန်လာရမှာဖြစ်ပါတယ်။ဒီတော့ဒါဟာဖြစ်နိုင်ခြေအလွန်နှဲပါနေတဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ရက်နှဲငယ်အကြာမှာပြုလုပ်တဲ့တိမ်မှုတေခင်စစ်ဆေးမင်းမြတ်မှုအတွင်းမှာလေစီကိုစစ်ဆေးမင်းမြတ်တဲ့အခါမှာတော့သူမရဲ့ထွက်ဆိုချက်တွေကတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အခြေအနေတွေကပိုပြီးတော့ဆိုးရွားသွားခဲ့ပါတယ်။ပတ်ဝန်းကျင်အထောက်အထားတွေနဲ့သူမရဲ့ရှင်းနောက်မညီတဲ့ထွက်ဆိုချက်တွေကြောင့်လီဇီဟာမကြာမီအချိန်တွင်းမှာပဲအချုပ်ထဲကိုရောက်ရှိသွားခဲ့ပြီးတော့အမေရိကန်သမိုင်းမှာအကျော်ကြားဆုံးတရားရင်ဆိုင်မှုတွေထဲကတစ်ခုစတင်ဖြစ်လာခဲ့ပါတယ်။ဒီတရားခွင်ကို1893ခုနှစ်ဇွန်လ9ရက်နေ့မှာစတင်ခဲ့ပါတယ်။တရားလိုဘက်ကတရားရုံးအတွင်းမှာဘယ်သူမှမထင်မှတ်ထားတဲ့အန်ဒရူးနဲ့အဘီတို့ရဲ့ဦးခေါင်းခွင်တွေကိုအံ့အားတင့်ဖွယ်ထုတ်ပေါ်ပြသခဲ့တဲ့အချိန်မှာလီဇီကတရားခွင်အတွင်းမှာပဲမူးမေ့လေးကျသွားခဲ့ပါတယ်။ဒီလိုနဲ့မကြဘူးတရားလိုအစိုးရဘက်အတွက်အခြေအနေတွေကပိုပြီးတော့ဆိုးရွားလာခဲ့ပါတယ်။အကြောင်းကတော့လီဇီရဲ့ရှင်းနောက်မညီတဲ့ကနဦးထွက်ဆိုချက်တွေကိုတက်တဲ့အဖြစ်အသုံးမပြုနိုင်ကြောင်းတရားသူကြီးတွေကဆုံးဖြတ်ခဲ့တာကြောင့်မလို့ပဲဖြစ်ပါတယ်
ဒီလိုပယ်ချရခြင်းအကြောင်းကလီဇီပထမဦးဆုံးထွက်ဆိုတဲ့အချိန်မှာရှေ့နေမရှိခဲ့တာတဲ့ကြောင့်နောက်ပြီးတော့ဆရာဝန်ညွှန်ကြားထားတဲ့မော်ဖင်ဆေးကိုတောက်ထားရတဲ့အချိန်ဒီဆေးဝါးတွေရဲ့အာနိသင်အောက်မှာစစ်ဆေးမေးမြန်းခံခဲ့ရတာအကြောင်းလို့ပဲဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်သူမပရိစစ်အက်ဆစ်ဝယ်ယူဖို့ရန်ကြိုးပမ်းခဲ့တဲ့တပ်တွေကိုလည်းတရားသူကြီးကပယ်ချခဲ့ပါတယ်။ခုခံချေပသူရှေ့နေတွေဘက်ကလည်းတရားလိုဘက်ကတပ်တွေကိုရှေ့နောက်မညီဖြစ်သွားအောင်ကောင်းကောင်းကြီးကင်တွယ်နိုင်ခဲ့ပြီးတော့တရားလိုဖက်ရဲ့အဓိကအကြောင်းချက်တွေကိုလည်းအယုံကြည်မဲ့ရောအောင်လုပ်နိုင်ခဲ့ပါတယ်။ဥပမာအားဖြင့်လူသက်လက်နက်ဖြစ်တဲ့ပစင်ရဲ့လက်ကင်ကိုရှာမတွေ့ခဲ့တာဟာလီဇီကသွေးဆွနေတဲ့လက်ကင်ကိုမီးရှို့ပျက်စီးလိုက်တာကြောင့်မလို့ပဲဖြစ်တယ်လို့အစိုးရဘက်ကဆွဆွဲခဲ့တယ်။ဒါပေမဲ့ဒီအချက်ကတက်သေးပြဖို့ရန်အတွက်လုံးဝမဖြစ်နိုင်တဲ့အချက်သာဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ခုခံချေပတဲ့ရှေ့နေတွေကတက်သေးပြဆိုတဲ့အချက်နဲ့ပဲတရားလိုရှေ့နေတွေကိုကြောင်ပိတ်ခဲ့ပါတယ်။နောက်ပြီးခုခံချေပတဲ့ရှေ့နေတွေဘက်ကပဲပစင်ကောင်းဟာအရန်ကိုတန့်ရှင်းတက်ရက်နေတဲ့အချက်ကိုထောက်ပြခဲ့ကြပါတယ်။အန်ဒရူးဘော်ဒန်ကိုတက်ပြီးတဲ့နောက်အိမ်ဖော်ဖြစ်သူ Bridget Sullivan ကိုအော်ခေါ်တဲ့ကြားအချိန်မိနစ်အနည်းငယ်အတွင်းမှာလီဇီအနေနဲ့လူတက်လက်နက်ကိုဆေးကြောဖို့ရန်နဲ့သွေးဆွနေတဲ့အဝတ်အစားတွေကိုဝတ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ကြောင်းကြေပခဲ့ပါတယ်။အစိုးရဖက်ရှိနေတွေကလည်းဒါဆိုလီဇီအဝတ်အစားတွေသွေးမစွန်းစေဖို့ရန်အတွက်ကိုလုံးသီးနဲ့ဒီလူတက်မှုကိုကျူးလွန်ခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့တင်ပြလာတဲ့အခါမှာလီဇီဟာဂုံတိတ်ခါရှိတဲ့အမျိုးသမီးတူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုယူဆချက်ကြီးကိုခုခံချေပသူတွေကတရားခွင်မှာပြည့်ရည်ပြုခဲ့ပါတယ်။သူတို့ရဲ့အိမ်ဖော်မဟာလူတက်မှုဖြစ်ပွားနေတဲ့အချိန်အပြင်မှာအလွတ်လုံနေတဲ့အချိန်နဲ့အနားယူနေတဲ့အချိန်ဖြစ်နေတာကြောင့်သူဟာဘသူတက်သွားတယ်ဆိုတာကိုမသိခဲ့ဘူးလို့ဆိုပါတယ်။ဒါပေမဲ့သူ့ရဲ့တချို့ထွက်ဆိုချက်တွေအရဖခင်ဖြစ်သူအန်ဒရူးအိမ်ပြန်ရောက်လာတဲ့အခါမှာသူမကတကားတော့ဖွင့်ပေးနေတဲ့အချိန်အပေါ်ထက်ကနေလီဇီရဲ့ရေမောတန်ကိုကြားလိုက်ရတယ်လို့ဆိုပါတယ်။ထူးဆန်းတာကအဲ့ဒီအချိန်မှာမိထွေးဖြစ်သူအဘီကအပေါ်ထက်မှာတက်ခံခဲ့ရပြီးတော့သွေးအိုင်ထဲမှာလဲကျနေတဲ့ချိန်ဖြစ်နေတာကြောင့်လီဇီကအလောင်းနားမှာရှိနေခဲ့သလားဆိုတာနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်စရာကောင်းနေခဲ့ပါတယ်။ Bridget Sullivan ရဲ့အဆိုအရအန်ဒရူးအသက်ခံရပြီးတဲ့နောက်မှာလီဇီကအလွန်မင်းထိတ်လန့်တုန်လှုပ်နေတာမျိုးမတွေ့ရဘဲနဲ့အတော်လေးတည်တည်ငြိမ်ငြိမ်ရှိနေခဲ့တယ်လို့လည်းဆိုပါတယ်။နောက်ပြီးလီဇီကသူမရဲ့အဝတ်အစားတွေတွေးဆွမ်းခြင်းမရှိဘူးလို့ခုခံချေပခဲ့ပေမဲ့ Bridget ကအခင်းဖြစ်ပြီးရက်အနေငယ်ကြာမှာလီဇီကသူမရဲ့အပြာရောင်ခေါင်းဝန်းတစ်ထည်ကိုဆေးရုံလေးပေးချင်နေလို့ဆိုပြီးတော့မီးဖိုထဲမှာမီးရှို့ဖျက်ဆီးခဲ့တာကိုတွေးလိုက်ရတယ်လို့လည်းထွက်ဆိုခဲ့ပါတယ်။ဒါဟာလီဇီမှာပြစ်ရှိကြောင်းညွန်ပြနေတဲ့အချက်ဖြစ်နေပေမဲ့လည်းရှေ့နေတွေကတော့ဒါဟာတာမန်တန့်ရှင်းရေးလောက်တာလို့ပဲခြေပခဲ့ပါတယ်။ဒါပေမဲ့ဒီအိမ်ဖော်မှ Bridget Sullivan ရဲ့ထွက်ဆိုချက်အားလည်းတက်သေးမပြနိုင်ခဲ့ပြန်ပါဘူး။လီဇီရဲ့ရှေ့နေတွေကဘော်ဒန်အိမ်အနီးနားမှာတန်တရားဖြစ်စရာကောင်းတဲ့လူတဦးကိုတွေးခဲ့ရကြောင်းနဲ့လူတက်မှုမဖြစ်ပွားခင်လေးမှာအိမ်အပေါ်ထပ်မှာအလုပ်လုပ်ကင်နေခဲ့တဲ့လက်သမားတွေကိုလည်းတက်တဲ့အဖြစ်ရှာဖွေတွေ့ရှိခဲ့တဲ့အခါမှာတော့ရဲတပ်ဖွဲ့ရဲ့လီဇီယာပေါ်တန်တရားရှိတဲ့အထောက်အထားတွေကပုံမခိုင်လုံမှုမရှိခဲ့တော့ပါဘူး။ဒီလိုနဲ့ရဲတွေကအန်ဒရူးနဲ့မိထွေးအဘီနဲ့အတူလီဇီရိုရဲ့ဂျားမှာပြဿနာတွေရှိလားဆိုတာနဲ့ပတ်သက်ပြီးတော့လေ့လာခဲ့ကြပါတယ်။အန်ဒရူးဘော်ဒန်ဟာ Forever မြို့မှာအချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲကတဦးဖြစ်ပြီးတော့ယနေ့ခေတ်ကာလတန်ဖိုးနဲ့တွက်လို့ရှိရင်ဒေါ်လာ9တန်းခန့်တန်ကြေးရှိတဲ့အမွေနှစ်တွေကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူကချမ်းသာတဲ့လောက်အရန်ကတ်စိနေတဲ့သူဖြစ်ပါတယ်။ဒါကြောင့်ပဲဘော်ဒန်မိသားစုကလက်စစ်မီးနဲ့ရေပိုက်လိုင်းတွေတောင်မရှိတဲ့အိမ်မှာနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။နောက်ပြီးပိုဆိုးတာကသူတို့အိမ်မှာရေချိုးကန်တွေအိမ်ဓာတွေတောင်မရှိပါဘူး။ဒီလိုနဲ့1889ခုနှစ်မှာအန်ဒရူးကသူ့မိန်းမအဘီရဲ့အမဖြစ်သူကိုအိမ်တလုံးပေးခဲ့ပြီးတဲ့နောက်မှာတော့အခြေအနေတွေကပိုပြီးတော့ဆိုးရွားလာခဲ့ပါတယ်။အန်ဒရူးကသူ့ရဲ့သွေးသားရင်းချာတွေထက်ဇနီးဘက်ကဆွေမျိုးတွေကိုပို့ပြီးတော့အလေးထားဦးစားပေးတယ်ဆိုပြီးတော့အမ်မာနဲ့လီဇီတို့ကယူဆခဲ့ကြပါတယ်။ဒီလိုအချက်တွေကြောင့်ပဲဘော်ဒန်မိသားစုအတွင်းမှာဆက်ဆံရေးတွေက88ဆက်နဲ့တင်းမာလာခဲ့တာလို့ဆိုကြပါတယ်။ဒါအပြင်ဘော်ဒန်ညီမနှစ်ဦးကသူတို့ရဲ့မိထွေးကိုလည်းတခါမှမကြည့်ပြခဲ့ကြပါဘူး။ယနေ့ဒီတိုင်လီဇီမှာပြစ်ရှိတယ်လို့ယုံကြည်ကြသူအများစုကငွေကြေးအကျိုးမြတ်တွေနဲ့မိထွေးပေါ်ထားတဲ့မွန်းတီးမှုတွေကြောင့်ပဲဒီလိုတတ်မှုကိုကျူးလွန်ခဲ့တာဖြစ်တယ်ဆိုပြီးတော့ယူဆထားကြပါတယ်။တခါကလီဇီဟာကျမအဖေကနားလေရခတ်တဲ့သူပါ။သူကလူရွေးပေါင်းတတ်တယ်လို့လည်းနာမည်ကြီးတယ်လို့ပြောခဲ့ပူပါတယ်။
ဒါပေမဲ့လည်းအန်ဒရူးကိုတမိုင်းစာအုပ်တွေမှာဖော်ပြထားသလိုကတ်စင်းနေတဲ့သူတူမဟုတ်ဘူးလို့ယူဆသူများလည်းရှိတဲ့အကြောင်းမှတ်သားထားပါသေးတယ်။လီဇီရဲ့ရှေ့နေတူရေးသားခဲ့တဲ့မှတ်တမ်းတွေအရအန်ဒရူးနဲ့သမီးဖြစ်သူတို့ဟာအ ਨੇ ဆုံးတော့အတိုင်းအတာတစ်ခုအထိရင်းနှီးမှုရှိခဲ့ကြပုံရတယ်လို့လည်းဆိုပါတယ်။ Forever တမိုင်းအဖွဲ့ရဲ့ကြောက်စာထိန်မိုက်ကယ်မာတင်စီရဲ့ရှင်းပြချက်အရအန်ဒရူးဘော်ဒန်ဟာသူ့ရဲ့သမီးတွေရဲ့ဘဝတာယာဝပြောရေးအတွက်အတော်လေးကိုစိုးရိမ်ပူပန်ပေးခဲ့သူဖြစ်ပုံရတယ်လို့လည်းဆိုထားပါတယ်။အန်ဒရူးဟာလူသတ်မှုမဖြစ်ပွားမီနှစ်အနည်းငယ်အလိုကလီဇီကိုဥရောပကိုအလဲပတ်ခရီးသွားနိုင်ဖို့ရန်အတွက်ငွေကြေးထောက်ပံ့ပေးခဲ့ပူပါတယ်။ဒါကိုကြည့်ခြင်းအပြင်သူဟာတခါတည်းမှာရက်ရောတတ်သူဖြစ်ကြောင်းညွှန်ပြနေပါတယ်။ဒီလိုနဲ့လီဇီဘော်ရန်ရဲ့တရားရုံးစစ်ဆေးမှုမှာနှစ်ပတ်ကြာမြင့်ခဲ့ပြီးတော့အဆုံးသတ်မှာတော့သူမဟာအပြစ်ကနေကင်းလွတ်တော့မယ့်အခြေအနေကိုဆက်ရောက်လာခဲ့ပါတော့တယ်။ခုခံခြေပသူရှိနေတွေကတရားလိုဖက်ကအကြီးကတက်တွေကိုထပ်မပြနိုင်မထွက်ဆိုနိုင်တော့အောင်မြင်စွာဟန်တားနိုင်ခဲ့ပြီးတော့လီဇီကိုလည်းသူဟာအဲ့ဒီလောက်ရက်ဆက်ကြမ်းကြုတ်တဲ့လူသတ်မှုကိုဘလို့မှကျူးလွန်နိုင်မှာမဟုတ်တဲ့တီလရှိတဲ့ကောင်းမွန်တဲ့သူဖြစ်ကြောင်းနဲ့တပားသူကိုလည်းတနာစာနာကူညီတတ်တဲ့အမျိုးသမီးသူဖြစ်ကြောင်းကိုသူ့ရဲ့ရှေ့နေတွေကပုံဖော်နိုင်ခဲ့ကြပါတယ်။တကယ်တော့ဂျူရီလူကြီးတွေကိုအဆုံးဖြတ်ပေးဖို့မလွတ်ခင်မှာတရားသူကြီးတူကလီဇီရဲ့ကံကြမ္မာကိုဆွေးနွေးကြတဲ့အခါမှာသူမရဲ့ခရစ်ယာန်ဘာသာဝင်ပြည်သားတဲ့ဇေယိုက်လက္ခဏာကိုထည့်သွင်းစဉ်းစားဖို့ရန်တတိပေးခဲ့ပါသေးတယ်။ဒီလိုနဲ့အမျိုးသား12ဦးနဲ့ဖွဲ့စည်းထားတဲ့ဂျူရီအဖွဲ့ကမိနစ်60လောက်ဆွေးနွေးပြီးတဲ့နောက်မှာပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့လီဇီဘော်ဒန်မှာအပြစ်မရှိကြောင်းကြေညာခဲ့ပါတယ်။ဒီစီရင်ချက်ကိုကြားလိုက်ရတဲ့ချိန်မှာလီဇီကဝမ်းသာအားရနဲ့အော်ဟစ်ခဲ့ပြီးတော့ကြားနာသူတွေနဲ့မီဒီယာအများစုတွေကပါအံ့ဩခဲ့ကြပါတယ်။နောက်ပြီးဒီဆုံးဖြတ်ချက်ဟာသတင်းမီဒီယာအများစုရဲ့အမြင်ကိုလည်းရောင်ပြန်ဟပ်စေခဲ့ပါတယ်။ New York Times သတင်းစာက New Bedford မှာရှိတဲ့ဂျူရီအဖွဲ့ဟာ Mrs. Lizzie Borden ကိုသူမအပေါ်ဆွဲချက်တင်ထားတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပြစ်မှုကနေကင်းလွတ်ခွင့်ပေးုံတာမကပဲအတိတ်ပဲပြေဝပြီးတော့မြန်ဆန်နဲ့ပါဒီအမှုကိုဆုံးဖြတ်ပေးခဲ့ပါတယ်။ဒါကြောင့်ဒီအမှုကိုစောင့်ကြည့်နေခဲ့ကြတဲ့မှန်ကန်တဲ့စိတ်သက်ရှိသူတိုင်းအတွက်ဒီဆုံးဖြတ်ချက်ဟာစိတ်သက်သာရာရစရာပင်ဖြစ်လိမ့်မယ်ဆိုပြီးတော့ရေးသားဖော်ပြခဲ့ပါတယ်။အစိုးရဘက်ကလီဇီမာပြည့်ရှိကြောင်းတက်သေးပြဖို့ရန်ခိုင်လုံတဲ့လက်စုပ်လက်ကင်တက်သေးမရှိခဲ့တာမှန်ပေမဲ့လည်းအမျိုးသားတွေကြီးပဲပါဝင်နေတဲ့ဒီဂျူရီအဖွဲ့ကအဲ့ဒီခေတ်ကာလရဲ့အယူအဆတွေကြောင့်လွမ်းမိုးခံခဲ့ရတယ်ဆိုရင်လည်းမမားပါဘူး။အများကထောက်ပြကြတဲ့အတိုင်း1893ခုနှစ်ကလူတွေဟာချမ်းသာတဲ့မိသားစုကနေလာတဲ့တနင်္ဂနွေဖျားချောင်းဆီယာမှာလီဇီလိုအမျိုးသမီးကောင်းတဦးကဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့လုပ်ရက်ကိုကျူးလွန်နိုင်လိမ့်မယ်လို့မယုံကြည်နိုင်ခဲ့ကြခြင်းပဲဖြစ်ပါတယ်။လီဇီဟာလွတ်လပ်သွားတဲ့အမျိုးသမီးတဦးအဖြစ်နဲ့တရားရုံးကနေထွက်ခွာခဲ့ပြီးတော့အန်ဒရူးနဲ့အမ်ဘီဘော်ဒန်တို့ရဲ့လူသတ်မှုဟာလည်းဒီနေ့ထိတိုင်ဖော်ထုတ်နိုင်ခြင်းမရှိတဲ့ဗဟိနစ်တစ်ခုဖြစ်နေစေပဲဖြစ်ပါတယ်။တရားရင်ဆိုင်မှုအပြီးမှာလီဇီဘော်ဒန်ကဖခင်ဖြစ်သူရဲ့အမွေငွေတွေကိုကောင်းစွာသုံးချပြီးတော့လူကုန်ထန်ရက်ကွက်တစ်ခုဖြစ်တဲ့ The Hill မှာအိမ်အသစ်တစ်လုံးဝယ်ယူခဲ့ပါတယ်။အရင်အိမ်နဲ့မတူတာကတော့လီဇီရဲ့ Maple Crow လို့အမည်ပေးထားတဲ့အိမ်သစ်မှာကြတော့ New York Times သတင်းစာရဲ့အဆိုအရအရန်ကိုခမ်းနားပြီးတော့အိမ်ဒါနဲ့ရေချိုးခန်း၄ခန်းထိပါဝင်ခဲ့ခြင်းပဲဖြစ်ပါတယ်။အိမ်သစ်တစ်လုံးဝယ်ယူခဲ့တဲ့အပြင်လီဇီကသူမရဲ့နာမည်ကို Elizabeth လို့ပြောင်းလဲခဲ့ပြီးတော့ Boston နဲ့ New York လိုမြို့ကြီးတွေကိုလည်းလည်ပတ်ခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့နာမည်ဆိုကတော့ဘယ်တော့အခါမှအပြီးတိုင်ဖျောက်ဖျက်နိုင်ခြင်းမရှိခဲ့ပါဘူး။တရားရုံးကသူမမှာအပြစ်မရှိဘူးလို့ဆုံးဖြတ်ခဲ့ပေမဲ့လည်းမြို့ခံလူတွေကတော့တန်တရားရှိနေစေပဲဖြစ်ပါတယ်။ဒီလိုနဲ့တဖြည်းဖြည်းနဲ့ Forever မြို့မှာရှိကြတဲ့လူတိုင်းက Lizzie Borden ကိုကြောက်ခိုင်းခဲ့ကြပါတယ်။ဖျားเจ้าမှာလည်းဘသူမှသူမရဲ့အနည်းမှာမထိုင်ကြတော့သလိုဒေရခံကလေးငယ်တွေအတွက်လည်းသူမဟာကြောက်စရာမကောင်းဆိုးဝါတရေတစေတကောင်လိုဖြစ်လာခဲ့ပါတယ်။နောက်ပြီးကလေးတွေကလည်းသူမရဲ့အိမ်ကိုခဲတွေကြက်ဥတွေနဲ့ပြစ်ပေါက်လာမျိုးတွေလည်းလှုပ်လေ့ရှိခဲ့ကြပါတယ်။ဂျူရီအဖွဲ့ကဒီအမှုကိုဘယ်လိုပဲဆုံးဖြတ်ခဲ့ပါစေသူမရဲ့လက်မှာသွေးစွန်းနေတယ်လို့ပဲကြံတဲ့လူတွေကထင်မြင်နေကြစေပဲဖြစ်ပါတယ်။တရားရင်ဆိုင်မှုအပြီးနောက်ပိုင်းမှာညီအမနှစ်ယောက်ဟာ1905ခုနှစ်အထိအတူတူနေထိုင်ခဲ့ကြပေမဲ့လည်းအဲ့ဒီနောက်မှာတော့သူ့ရဲ့အမအမ်မာဟာအိမ်ပေါ်ကနေဆင်းသွားခဲ့ပြီးတော့လီဇီနဲ့တသက်လုံးစကားမပြောတော့ပဲလမ်းခွဲခဲ့ကြပါတယ်။အမှုဖြစ်ပွားစဉ်ကအမ်မာဟာလီဇီဘက်ကနေအခိုင်အမာကာကွယ်ပေးခဲ့ပေမဲ့
နောက်ပိုင်းမှာလီဇီတကယ်ပဲတက်ခဲ့ရလားဆိုတဲ့တန်တရားတွေဝင်လာတာကြောင့်ရောအခြားသူတွေကသူ့ညီမကိုတန်တရားရှိတော့သူ့ကိုပါတက်ရောက်လာမှဆိုတဲ့အတွက်ကြောင့်မလို့ရောဖြစ်နိုင်တယ်လို့ဆိုကြပါတယ်ဒီလိုနဲ့1905ခုနှစ်မှာအမဖြစ်သူအမ်မာအိမ်ဘွားနဲ့ဆင်းသွားပြီးတဲ့နောက်လီဇီဟာဒီအိမ်တစ်ကြီးထဲမှာအစေခံတွေသူမချစ်တဲ့တရိတ်ဆန်တွေနဲ့အတူနှစ်ပေါင်း20ကျော်ကြာတယောက်တည်းနေထိုင်သွားခဲ့ပါတယ်သူမဟာအပြင်ထွက်ခဲ့ပြီးတော့အိမ်ထဲမှာပဲအချိန်ကုန်ဆုံးလေးရှိတယ်လို့လည်းဆိုကြပါတယ်နောက်ဆုံးမှာလီဇီဟာနာမကျန်းဖြစ်လာခဲ့ပြီးတော့တနစ်လောက်ကျန်းမာရေးပြဿနာတွေခံစားခဲ့ရပြီးတဲ့နောက်1928ခုနှစ်ဇွန်လ1ရက်နေ့သူ့အသက်68နှစ်အရွယ်မှာအသေးယောဂါကြောင့်ဒီနာမည်ကျော်မျိုးသမီးကြီးကွယ်လွန်သွားခဲ့ပါတယ်။သူမကိုသူမရဲ့မိဘတွေရဲ့အနီးမှာပဲမြုပ်နှံခဲ့ကြပေမဲ့လေသူမရဲ့ဇာပနာကိုတော့ဘသူတူတယောက်မှတက်ရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။လီဇီကွယ်လွန်ပြီး9ရက်အကြာမှာပဲသူ့အမအမ်မာကလည်းနယူးဟန်ရှားယားမှာအသက်86နှစ်အရွယ်နဲ့ထပ်မံကွယ်လွန်သွားခဲ့ပါတယ်။ဒီလိုနဲ့အန်ဒရူးနဲ့အဘီဘော်ဒန်တို့ကိုအမှန်တကယ်ဘသူတက်ခဲ့တာလဲဒါမှမဟုတ်လီဇီကဘာလို့တက်ခဲ့ရလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ယူဆချက်အမျိုးမျိုးရှိနေပါတယ်။စာရေးဆရာ Edward Reading ကတော့အိမ်ဖော်မလေး Bridget Sullivan ဟာနေထိုင်မကောင်းဖြစ်နေတဲ့အပြင်ကိုအပြင်ဘက်မှာလည်းအလွန်ပူပြင်းနေတဲ့အချိန်မှာပဒင်းပေါက်ကိုဆေးကြောဖို့ရန်အတွက်ခိုင်းစေခံရတာကြောင့်ဒေါရထွက်ပေါက်ကွဲပြီးတော့ပစိန်နဲ့လိုက်တက်ခဲ့တာဖြစ်နိုင်တယ်လို့လည်းသူကယူဆခဲ့ပါတယ်။အိမ်ဖော်မ Bridget Sullivan ကအမှုပြီးသွားတဲ့အချိန်မှာအိမ်ကနေချက်ချင်းထွက်ခွာခဲ့ပြီးတော့အရလန်ကိုခဏပြန်သွားခဲ့ပါတယ်။နောက်ပိုင်းမှာအမေရိကန်ကိုပြန်လာခဲ့ပြီးတော့မွန်တာနာပြည်နယ်မှာအခြေချနေထိုင်ခဲ့ပါတယ်။သူမဟာဘဝနောက်ဆုံးချိန်အထိဒီအမှုအကြောင်းကိုဘသူ့ကိုမှထပ်မပြောတော့ဘဲနဲ့နှုတ်ဆက်စွာနေထိုင်သွားခဲ့ပါတယ်။တမိုင်းပညာရှင်တွေရဲ့သုံးသပ်ချက်အရအကယ်၍သူမသာအိမ်ထဲမှာတစ်ချိန်လုံးရှိနေခဲ့လို့ရှိရင်လူသက်သမားကိုမြင်တွေ့ကောင်းမြင်တွေ့နိုင်မယ်။ဒါမှမဟုတ်သူမကိုယ်တိုင်လည်းအသက်ခံရနိုင်တယ်လို့ယူဆခဲ့ကြပါတယ်။တစ်ဖက်မှာလည်းစာရေးဆရာအာနိုဘရောင်းရဲ့ယူဆချက်အရအန်ဒရူးမှာဝီလီယံလို့အမည်ရတဲ့တရားမဝင်သားတူရှိပြီးတော့သူ့ရဲ့ငွေကြေးတောင်းဆိုမှုတွေကိုအန်ဒရူးကညှင်းပယ်ခဲ့တာကြောင့်ဝီလီယံကလှုပ်ကြံတက်ပြတ်ခဲ့ခြင်းဖြစ်နိုင်တယ်လို့လည်းဆိုကြပါသေးတယ်။ဒီထဲမှာမှအစမ်းကျယ်ဆုံးယူဆချက်ကတော့လီဇီဟာသမတာလာတဲ့ချိန်မှာဝေဒနာကြောင့်မလို့အသက်ရောဂါလိုမျိုးဖြစ်လာခဲ့ပြီးတော့တတိလွတ်လွတ်ဖြစ်သွားခဲ့ပြီးတတိမကတ်တော့တဲ့အခြေအနေမှာသူမရဲ့ဖခင်ကိုမတိစိတ်ကနေပြီးတော့ခုတ်တစ်တက်ပြတ်ခဲ့ခြင်းဖြစ်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့လီဇီဘော်ရန်ဟာ1929ခုနှစ်မှာဒီလောကကနေတိတ်တဆိတ်ထွက်ခွာသွားခဲ့ပေမဲ့လည်းသူမရဲ့ဒဏ္ဍာရီကတော့ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင်ဆက်လက်ရှင်သန်နေစေပဲဖြစ်ပါတယ်။ဘော်ဒန်ရဲ့ဇက်လန်ဟာ The Simpsons အပိုင်းတစ်ပိုင်းအပါအဝင် Elizabeth Montgomery တရုတ်ဆောင်ထားတဲ့ရုပ်မြင်သံကြားရုပ်ရှင်နဲ့ Christina Ricci တရုတ်ဆောင်ထားတဲ့ The Lizzie Borden Chronicle လိုမျိုးရုပ်ရှင်နဲ့ TV အစီအစဉ်များစွာတွေမှာပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ Lizzie ရဲ့ဘဝအကြောင်းကိုအနည်းဆက်ဆုံးမြင်တွေ့နိုင်ဖို့ဆိုလို့ရှိရင် Massachusetts ပြည်နယ်ကိုတွားရောက်ပြီးတော့ Forever သမိုင်းအဖွဲ့စီကိုတွားလေ့လာတာကအကောင်းဆုံးပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာ Lizzie ရဲ့ခုခံခြေပရေးအဖွဲ့ကမှတ်တမ်းတွေ Abby Borden ရဲ့အစာအိမ်ကနေမှနမူနာတွေပါဝင်တဲ့မန်ချက်တွေနဲ့လူသက်လက်နက်လို့ယူဆရတဲ့ပစိန်အပါဝင်Lizzie Borden နဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းအမြောက်များကိုလည်းပြသထားပါတယ်။ဒါအပြင်နာမည်ဆိုးနဲ့ကြော်ကြားတဲ့လူသက်မှုဖြစ်ပွားခဲ့တဲ့အိမ်အတွင်းမှာဖွင့်လှစ်ထားတဲ့ Lizzie Borden Bed and Breakfast မှာလည်းညအိတ်သေးခုနိုင်ပါသေးတယ်။အကယ်၍သင်ဟာအဲ့ဒီနေရာမှာညအိတ်ချင်လို့ရှိရင် Abby Borden ရဲ့ရုပ်လောင်းကိုတွေ့ရှိခဲ့တဲ့အဲ့ဒီနားနေခန်းမှာတဲခုနိုင်ပြီးတော့ဩဂုတ်လမှာတွားရောက်ခဲ့လို့ရှိရင်တရုတ်ဆောင်တွေကဒီရာဇဝတ်မှုကိုပြန်လည်တရုတ်ဖော်ပြတာကိုတော့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒီအိမ်အတွင်းကိုဝင်ရောက်ဖူးသူအများပြားကဒီအိမ်ကြီးမှာချောင်းလန့်မှုတွေရှိနေပြီးတော့1892ခုနှစ်လူသက်မှုဖြစ်ပွားပြီးကတည်းကအိမ်ထဲမှာပိတ်မိနေကြတဲ့ဝိညာဉ်တွေဟာလှည့်လည်သွားလာနေကြတယ်လို့ဆိုကြပါတယ်။ဘလို့ပဲဖြစ်နေပါစေကဘာတဝင်းကလူတွေဟာလီဇီဘော်ရန်ရဲ့ဘဝနဲ့တမိုင်းအမွေနှစ်ပေါ်စိတ်ဝင်စားနေကြစေဖြစ်တာကြောင့်ဒီနေရာဟာနှစ်စဉ်နှစ်တိုင်းခရီးသွားတွေကိုဆွဲဆောင်လက်ရှိနေပါတယ်။သတင်းကောင်းကတော့ဒီမှုခင်းကို Netflix ရဲ့ Monster Series Season 4အနေနဲ့ Lizzie ရဲ့အကြောင်းကိုရိုက်ကူးသွားမယ်လို့သိရပါတယ်။အဲ့ဒီချိန်ကျရင်တော့ကျွန်တော်တို့ Lizzie ရဲ့အကြောင်းကိုထဲထဲဝင်ဝင်အသေးစိတ်ချမြင်တွေ့ရမှာပေါ့နော်။ဟုတ်ကဲ့ဒီမှုခင်းကတော့ဒီလောက်ပါပဲ။အားလုံးလည်းဒီမှုခင်းကိုကြိုက်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အားပေးလို့သူရောက်စီတန်းကိုလည်းကျွန်တော်အရန်ကျေးဇူးတင်ပါတယ်။အဲ့တော့ကျွန်တော်တို့နောက်မှုခင်းမှာပြန်တွေ့ကြမယ်။အားလုံးဘိုင်ဘိုင်